အချိန်ကာလကမြန်မာနိုင်ငံလူနဲ့ရေးရာဗီဇဖြစ်ပြီးတယ်။ပြန်လည်ထူထောင်ကာစအချိန်ဖြစ်လို့ကျေးလက်တော်ရွာများမှာနိုင်ငံရေးခြေနေမတည်ငြိမ်သေးတယ်လို့စီးပွားရေးခြေနေကလည်းအတိအကျမဖြစ်နိုင်သေးပါ။အင်္ဂလိပ်ခေတ်နဲ့ဂျပန်ခေတ်ကာလများမှာဘုံတန်တင်းတန်ကြောင်ရွံချလို့ထွက်ပြေးပုံရှောင်ခဲ့ရတယ်။လေယာကိုင်းကျွန်းအလုပ်ကိုကောင်းကောင်းမလုပ်နိုင်ခဲ့ကြပါ။ဒီကြားထဲမှာဝမ်းယောဂလို့ကြောက်ယောဂလို့ပလိယောဂလို့ကဲယောဂများရဲ့တန်ကိုပဲမရှုမလာခံခဲ့ရလို့လေ။ကျေးလက်နေပြည်သူတို့ဘဝမှာဖို့ကျော်ပြဆူးဆိုတဲ့တပွဲနှုံချမွဲတေလေးရရှိပြီးတယ်။အုပ်ချုပ်မှုမတည်မငြိမ်နေတဲ့ကာလမှာအာဏာရလို့သူခိုင်းကနာအဖွဲ့အစည်းများကလည်းတကူတော်တစုတပွဲတမြောက်တော်ကုန်းများရန်ကလည်းမသေးလာကြောင့်တောရွာဒေသတို့မှာလွတ်လပ်ရေးရဲ့ရတာဆိုတာကိုဘယ်လိုမှမသိအောင်ရှိနေကြနေတယ်။ထိုကာလများမှာစံကြီးချောင်းရွာကိုလူသုံးဦးပါတဲ့တိုက်စရာအုပ်စုရောက်လာကြခြင်းဖြစ်နေတယ်။အဲ့ဒီသုံးဦးကရွာကိုရောက်တာနဲ့ဗိုလ်တပ်တူဆိုတဲ့သူကိုစုံစမ်းကြတယ်။ဗိုလ်တပ်တူအိမ်ရွာတောင်ပိုင်းအစုံမှရှိကြောင်းလမ်းညွှန်လိုက်တဲ့အခါဗိုလ်တပ်တူအိမ်ကိုရောက်သွားကြတယ်။ဗိုလ်တပ်တူဆိုတာကတော့အသက်88နှစ်ရှိအဖိုးတယောက်ဖြစ်ကဇနီးသားသမီးမြေးဆိုပြီးဆွေမျိုးသားချင်းမရှိပဲတကူတဲ့တဲငယ်လေးတစ်လုံးနဲ့နေထိုင်တဲ့အဖိုးတယောက်ဖြစ်ပြီးအဲ့တဲ့သုံးဦးကသူတို့လာရင်အကြောင်းကိုဗိုလ်တပ်တူကိုပုပ်ပွင့်နေနဲ့ပြောပြလိုက်ကြတယ်။ဗိုလ်တပ်တူကအစပိုင်းမှာတော့ခါခါတီးတီးငင်းဆန်တယ်။အဲ့တဲ့မြောက်လည်းတောင်းပန်တားစီတယ်။အဲ့တဲ့မြောက်အလွန်ကောင်းမှကမဖြစ်မနေလှုပ်တော်မင်းဆိုတော့မှဗိုလ်တပ်တူကလက်လျှော့လိုက်တော့တယ်။အေးလေဖြစ်လာတာတွေတော့မောင်ရင်တို့ခန့်ပြီးတော့အဘကတော့ကျိုးကြောင်အကုန်ပြောပြပြီးပြီ။နေရလိုက်ပြတာတော့ငါလိုက်ပြပါမယ်။ငါ့ဦးသားအကျိုးဆောင်ကလည်းပေးခဲ့ပါလိမ့်။နောက်ဆုံးတော့တိုက်တူးလို့အောင်မြင်တာဖြစ်စေအောင်မြင်သည်ဖြစ်စေဗိုလ်တပ်တူကိုနေရလိုက်ပြကအဖြစ်စူးစူးပူပူပေးပါမယ်ဆိုတဲ့အခါအစစရရရှားပါတဲ့ခေကြီးမှာဝင်းမျက်နှာကိုကြည့်ပြီးတိုက်သမားများကိုအကူအညီပေးဖို့ဆုံးဖြတ်လိုက်ရတော့တယ်။မောင်ရင်တို့ဒီအကြောင်းကိုဘယ်ကနေတီးချခဲ့ရတာလဲ။ကျဦးလေးတယောက်ကစစ်အတွင်းတော့ကစစ်ပြေးတော့ဒီရွာမှာလာပြီးတော့ခိုးလုံဘူး။အဲဒီတော့ကဦးလေးကဒီအကြောင်းကိုသိခဲ့တာလေ။ဦးလေးကဗိုလ်တပ်တူအားလုံးသိတယ်ဆိုပြီးလမ်းညွှန်လိုက်လို့ကျုပ်လည်းစံကြီးချောင်းဆိုတဲ့ဟော်ရီရွာရောက်အောင်လာခဲ့တာပဲဗျ။နောက်တစ်နေ့မနေ့ဝေလီဝေလင်းချိန်မှာတရွာလုံးမနိုးသေးမီရွာတောင်ဘက်စူးစူး9မိုင်ခန့်မှရှိတဲ့တန်းရှိရာနေရာကိုဗိုလ်တပ်တူကဧည့်သည်သုံးဦးကိုဦးဆောင်လို့ခေါ်သွားခဲ့ဗိုလ်တပ်တူအိမ်မှာရွာတောင်ဘက်အစွန်မှရှိတာမို့ရွာကသူတို့ထွက်ခွာသွားတာဘယ်သူကမှမရိပ်မိလိုက်ကြသူတို့ကြံစီကိုလည်းဘယ်သူကမှမရိပ်မိကြသေးပါဧည့်သည်သုံးဦးရဲ့အမည်များမှာတောင်ညိုပန်းထွေနဲ့စံပိုင်းဆိုပြီးဖြစ်ကြကြောင်းသူတို့ကိုသူတို့မိတ်ဆက်ထားလို့ဗိုလ်တပ်တူသိရတယ်နာမည်မှန်များဟုတ်မဟုတ်တော့ဗိုလ်တပ်တူလည်းမသိပါသူတို့အိမ်မှာတောင်ညိုဆိုတဲ့သူဟာအသက်အကြီးဆုံးဖြစ်ပြီးခေါင်းဆောင်လေးဖြစ်လေအသက်40ကျော်အရွယ်ရှိတယ်ကျန်တဲ့နှစ်ယောက်ကအစိတ်30အရွယ်လောက်ပဲရှိသေးကောင်တောင်ညိုကိုလေးလေးဆဆဆက်ကြံကြတာကိုတွေးရလေသူတို့သုံးဦးပုံစံမှာတိုက်ရှာများနဲ့မတူလူမိုက်များနဲ့သာတူးနေလို့ဗိုလ်တပ်တူအံ့ဩရတယ်ဗိုလ်တပ်တူသိတဲ့တိုက်ရှာဆိုတဲ့သူများမှာသပင်ရောင်တုံနှခမ်းမွေးကောင်းကောင်းတိုင်ပုံအကြာညစ်ထေးထေးနဲ့လက်မောင်စိတ်ပတိကြီးပတ်ပြီးလွယ်အိတ်အနှွမ်းကြီးလွယ်ထားကြသူများဖြစ်လေမောင်တို့ကတိုက်ကိုဘလို့တူးမှလဲစီရင်လှုပ်ဖို့ပစ္စည်းရတယ်လေမောင်တို့ပါလာတာမတွေ့ပါလားဟာဘလို့တူးရမှာလဲအဖိုးကြီးကပေါက်တူးနေတူးမှာပေါ့ဗျကျုပ်တို့ကယူးကြောင်ကြောင်အကရိယာစိတ်ရရမဟုတ်ဘူးလက်တွေသမားတွေခမည်းသာတိုက်ရှိတဲ့နေရာကိုလိုက်ပြကျုပ်တို့ရအောင်တူးမယ်ညာဦးကတောင်ညိုပြန်ပြောတဲ့ဇာတ်ကောင်ကြားရရင်ဗိုလ်တပ်တူကကြက်တီးထသွားတယ်ဖြစ်ပါမလားလို့လည်းရင်လေးမိဖះမှာအဆောင်နေရှိတာဂျိန်းစာတိုက်ထားတာတွေရှိတာသူတို့ကိုပြောပြပေးမယ်လေခေလူတွေကနားမဝင်မတက်နိုင်ပါဘူးဖြစ်လာတာသူတို့ထိုင်နေသူတို့တိုင်ခံစီတော့ဆိုပြီးဖြည့်တွေးလိုက်တော့နေထွက်လာချိန်မှာတိုက်တူးမင်းစီဒီပြဲကြီးရှိအောင်ကိုရလာခဲ့ကြတယ်ဗိုလ်တပ်တူကတောင်ငုံမော်ကနေပြီးတော့အောက်ဘက်ဇိုင်းနှင်းမှရှိနေတဲ့ခြုံမဲပိတ်ပေါင်းနေဖုံးနေတဲ့စီဒီပြဲကြီးကိုလက်ညှိုးထိုးပြရင်ပြောလိုက်တယ်ရင်းတို့တူမင်းထာပနာတိုက်ရှိတဲ့စီဒီပြက်ဟာဟုတ်ဟာပဲဇေဒီကကြီးနာကြီးလားတောင်ညွှန်ဇေဒီကိုအဲ့ဒီလောက်မှကြီးမမယ်လို့မတင်ထားလို့တန်တောင်ပြောလိုက်တယ်အေးဟုတ်တယ်ဇေဒီကြီးပြုံမကြခင်ကဆိုရင်အဝေးကနေတော့လှမ်းဖူးနိုင်တာပေါ့လာမင်းတို့ငါပြဗိုလ်တပ်တူကအသက်အရွယ်နဲ့မလိုက်အောင်ဇေဒီပြက်ကြီးရှိရာကိုချင်းရင်းကိုပဲခက်သက်သက်စဉ်းစားနေတော့တယ်ဇေဒီကြီးမှာဖောင်းရည်အထိတိုင်ရှိတော့ကအထက်ပိုင်းတစ်ခုလုံးမရှိတော့ပါဖောင်းရည်အထိရှိသေးတဲ့ဇေဒီငုတ်တို့ကလည်းနွယ်ပြင်းများဖုံလွန်ရစ်ပတ်နေ
ကွက်တီကွက်ကြမြင်နေရတဲ့အုတ်ခုံနေရများမှလည်းရင်းကြီးများတက်နေလေဇေဒီအောက်ချိတ်ကိုကြည့်4000ဆက်ဆက်ဖြစ်နေတာတွေ့ရလားအဲ့ဒါတစ်ဖက်ကိုပေ400စီရှိအမြင့်ရ6ပေရှိတယ်ပေ400ပတ်လည်နဲ့အမြင့်6ပေရှိတဲ့အုတ်ခုံပေါ်မှာဇေဒီကိုတီးထားတာပေါ့ဌာပနာတိုက်ကတော့အောက်ခံအုတ်ခုံထဲမှာပဲရှိတယ်ဌာပနာတိုက်ကိုအလေတက်တက်မှာ10ပေပတ်ပတ်လေးခန်းလုပ်ပြီးမှအုတ်ခုံပတ်ပြီးတော့အပေါ်ကနေဇေဒီတီးထားတာဌာပနာတိုက်က10ပေပတ်လေတောင်ရှိတယ်ဆိုတော့အထဲမှာပစ္စည်းတွေတော်တော်များမှာမင်းနော်ဒါတော့သိချာမသိဘူးဇေဒီကိုငါရဲ့ဘိုးဘွားများလက်ထက်ကလေးကတီးခဲ့တာမွေးတော့ဇေဒီကြီးရှိနေပြီဇေဒီပြတ်သွားတာဘယ်တော့ငါအသက်12နှစ်လောက်ကအရင်ကရွာဟိုတော့တောင်နှန်းမှာရှိဇေဒီကြီးပြိုကျတော့မယ့်နှစ်မှာငလင်လှုပ်တယ်တောလေးဇေဒီကြီးပြိုကျသွားပြီမကြောက်တို့တရားလုံးလဲဝမ်းရောဂါဖြစ်ပြီးတော့တေးကြတယ်တောက်တောင်လေးပြီရွာပါပြက်ပြီးအခုလက်ရှိနေတဲ့ရွာမှာအစ်စ်တီးရတာပဲဒါဖြင့်ဇေဒီကြီးပြိုကျတာကြပြီပေါ့ငါအသက်က88ငါ12နှစ်တောင်ကလေးဟာဇေဒီလည်းပြိုကျရွာလည်းပြက်တယ်ဆိုတော့64နှစ်ရှိပြီပေါ့ဌာပနာတိုက်အကြောင်းပြောပါအခုနောက်ပြောသလိုပဲလေဌာပနာတိုက်ကဇေဒီရဲ့အလေတက်တင်မှာဌာပနာတိုက်ကိုအုပ်ပတ်ပြီးတော့ငုံလိုက်တယ်အဲ့ဒီပေါ်မှာအုတ်တက်တက်တင်ပြီးတော့အထက်ဘက်မှာဇေဒီကိုတင်ထားဒီတော့ဌာပနာတိုက်ကိုရောက်နိုင်ဖို့ကဇေဒီကြီးတစ်ခုလုံးကိုလှန်ပြင်းမှာပဲရနိုင်တယ်ဒီလိုဆိုရင်ဌာပနာတိုက်ကမြေပြင်နဲ့တညီလေးရှိနေတာပေါ့ဟုတ်တယ်မြေပြင်နဲ့တညီလေးရှိရမယ်ဖောက်ဖို့ဘာခက်လို့လဲအဖိုးကြီးမင်းတို့ငါညပြောနေတယ်မှာပါတယ်လေဌာပနာတိုက်ကိုပိုက်ချလဲငုံထားတာရိုးရိုးအုတ်တံမဟုတ်ဘူးလို့ဝင်ကဘာလုပ်ပြီးတော့ငုံထားတာဝင်ကဘာထဲကိုဝင်ဖို့အပေါက်လဲရှိပါ යි အတွင်းထဲမှာမောင်ပိန်းနေရင်ဝင်ကဘာလမ်းကြောင်းကိုဖြတ်ပြီးတော့ဌာပနာတိုက်အရောက်သွားဖို့ဆိုတာမလွယ်ဘူးမောင်ဒီလန်ရှာရတာပေါ့ဗျာငါအဖေကငါအသက်8နှစ်ရွယ်တည်းကဝင်ကဘာလှန်ကောင်းနဲ့ဝင်သွားတာအခုထိပြန်ထွက်မလာတော့တောင်ညိုးကရီလိုက်တယ်တယောသလိုရီတံမျိုးဖြစ်တယ်အဘရဲ့အဖေကတယောက်တည်းထင်ရလောက်တာကိုဟိုခေတ်ကဆိုတော့နီလန်တစလည်းမလောက်တတ်လို့ဖြစ်ပါလိမ့်မယ်ကျုပ်တို့ကတော့ညံကိုရမှာပေါ့ဗျာလာမင်းတို့ဝင်ကဘာထဲဝင်တဲ့အပေါက်ကိုလိုက်ပြဘိုးတက်တူကသူတို့အရှိဘက်ဆောင်းနှန်းစီကိုခေါ်သွားတယ်အရှိဘက်နေရင်အလေတိတ်တိတ်မှာအပေါက်တစ်ပေါက်ရှိနေပြီဖြစ်တယ်အပေါက်ကိုတန်တကားနဲ့ပိတ်ကတော့ခတ်ကြတယ်ဒါဝင်ကဘာထဲဝင်နေအပေါက်ပဲဝင်ကဘာကိုဖြတ်နိုင်မှအလေတက်တဲ့ဌာပနာတိုက်ကိုရောက်မှာနော်ငါအဖေဒီထဲကိုဝင်သွားပြီပြန်ထွက်မလာတော့မှနောက်လူကြီးတွေဝင်ကြမှာဆိုလို့တန်တကားတက်လိုက်တာပဲဒါဖြင့်တန်တကားဇေဒီတီကလေးကပါတာမဟုတ်ဘူးပေါ့မဟုတ်ဘူးတကားလုံးမထားတော့ဌာပနာတိုက်ကိုလူတွေမဝင်ကြဘူးလားရှေးလူတွေကဖျားပစ္စည်းကိုကြောက်ကြတယ်ကွစိတ်နေတော့မပြေမကြပြီးတော့အတွင်းထဲမှာဝင်ကဘာတစ်ခုရှိနေတယ်ဆိုတာသိနေတယ်လေမောင်ပိန်းနေတဲ့လှန်ကူတိုင်းမှာဝင်ကဘာကိုဖျက်ဆီးဖို့ဆိုတာလေလွဲမမလွဲပဲဘယ်သူကဝင်ဖို့စိတ်ကူးမှာအဘအဖေကြတော့ဘာလို့ဝင်တယ်လဲမေးတင်ပါတယ်မောင်ရင်အဘတို့ငငယ်ကတိတ်ဆင်းရဲပြီးတော့စားစရာကိုမရှိတော့အောင်ဖြစ်လို့ဖျားပစ္စည်းထိပါဖို့ကြံစီမိတာပဲအဲဒါကြောင့်လေဖျားတကားရဲ့ကျိန်စာမိပြီးဒီတင်းကပြန်မထွက်နိုင်တော့တာလေဒီအကြောင်းကိုလူတွေသိတော့ဘယ်သူကဝင်ဖို့စိတ်ကူးရဲမှာလဲဒါပေမဲ့စီတာဖြစ်အောင်ဆိုပြီးတော့တန်တကားတက်တော့ခတ်လိုက်တာတော့အဲ့ဒီကလေးကပဲတောင်မျိုးတို့3ယောက်ကတန်တကားအပြင်ဘက်ကအတွင်းကိုချောင်းကြီးကလေးလာနေကြတယ်တန်တကားကိုလှုံရမ်းကြည့်တယ်တောကလောက်ကိုကြည့်တောကလောက်ကတန်ကြီးကပြီးတော့ဆွေးနေပါပြီတန်တူရင်းနဲ့တစ်ချက်ထုယုံနဲ့ရပါတယ်ဘိုးတက်တူကသူငယ်စဉ်ကသူမျက်စိရှိမှပြီဝင်ကဘာလိုင်ကောင်းလေးကိုဝင်သွားတဲ့အဖေကိုတတိယလိုက်တယ်အဖေပြန်ထွက်လာနိုးနိုးနဲ့သူနဲ့အမေတို့တပတ်ဆဲကြောင်လိုင်ကောင်းဝါကနေစောင့်နေခဲ့ကြပေါ့နောက်ဆုံးအဖေအရေးအရာမတွေ့ရတော့ဒီမှသားမီး2ယောက်လုံးလိုင်ကောင်းအတွင်းထဲကိုအဖေနာမည်ကိုတစားဆောင်အော်ခွန်ရင်ငိုကင်းရပုံကိုတတိယမိတယ်ရွာမဝင်းယောကတင့်လို့လူတွေသေးကြကြတာမြင်းငလင်းလှုပ်လို့စီဒီကြီးမှပြိုးကြပြီးရွာပါပြက်လို့ပြောင်းပြေးကျင်းရတာတွေကိုဘိုးတက်တူအဖေဖျားဂျာပနာကိုပြင်းမိုင်းကျန်စီလို့ဖျားရိုက်တာပါလို့တရွာလုံးကဆွဆွဲကြလေဘိုးတက်တူတို့သားမိကိုလည်းထိုးချင်းလေးကဝိုင်းပေခဲ့ကြတယ်ရှေမီနောက်မီလူကြီးသူမများအခုထိတိုင်ဘိုးတက်တူအပေါ်အမြင်မကြည့်နိုင်မီဝိုင်းပေထားကြခြင်းဖြစ်ပြီးခက်မယ်မထင်ပါဘူးအဘရာလွယ်တော်လွယ်နေသည်ကျုပ်တို့ကတူးဆွရမယ်ထင်ထားဒီပုံတိုင်းဆိုရင်ဝင်ကဘာကိုဖြတ်နိုင်ဖို့ပဲလူတောင်ညွန့်ဇေဒီကြီးအောက်ခြေကိုလေးလာပြီးမှတော့ပြောလိုက်တယ်ဝင်ကဘာကိုပဲဖြတ်နိုင်ပါစေအောင်လို့ဘိုးတက်တူစိတ်ထဲကနေပြောမိတော့တယ်ကဲကျုပ်တို့လုပ်ငန်းကိုမနှက်ပြန်မဆောင်
ဒီနေ့တော့ရွာပြန်ပြီးစီစဉ်စရာရှိတာတွေစီစဉ်ကြအောင်စို့နောက်တစ်နေ့မှာတော့လိုအပ်တဲ့ပစ္စည်းကိရိယာများကိုစီစဉ်ကမနက်မိုးမလင်းခင်ရွာကနေထွက်ခဲ့ကြပြန်တယ်သူတို့စီစဉ်လာတဲ့ပစ္စည်းကိရိယာများကလည်းများများဆဆမဟုတ်ကလေးတွေဆွန်လွတ်ရမှာတုံနေရေပိန်းကြီးတစ်ခုအုံးစီကျိုးထုံးများသာဖြစ်ကြတယ်ရိတ်ခါတော့2ရက်စာပဲယူလာတယ်ရိတ်ခါကုန်ရင်ဘိုးတက်တူရွာကိုပြန်ယူဖို့မဝေးတော်မို့အလေးခံတဲမလာခြင်းဖြစ်ပါတယ်ခေါင်းဆောင်လို့သူတောင်ညိုရဲ့အကြံစီကိုဟိုရောက်မှပြီးဘိုးတက်တူလည်းတီးခဲ့ရတယ်တောင်ညိုကဝင်ကဘာလေးကို3ယောက်လုံးမဝင်သေးတောင်ညိုတယောက်ကသာဦးဆောင်ဝင်ရမယ်ဆိုပန်းထွေးနဲ့စံပိုင်ကိုမေးကြတယ်စံပိုင်မဲကြတယ်တောင်ညိုကဝင်ကဘာလေးဝင်ရမယ်စီစဉ်ကိုပြောတယ်စံပိုင်ရဲ့ခြေချင်းဝင်မှာအုံးစံကျိုးဆောင်ချီပေးလိုက်မယ်အုံးစံကျိုးရဲ့တစ်ဖက်အဆောက်တော့ကျုပ်တို့အပြင်ကနေကင်ထားမယ်ကင်ထားမယ်ဆိုတာအုံးစံကျိုးစွန်းလွတ်ဘိန်းမှာရှစ်ပြီးတော့ပတ်ထားမှာအတွင်းမှာဘလောက်ဝေးဝေးထိသွားရမယ်ဆိုတာမသိသေးလို့ကျုပ်ကအုံးစံကျိုးစိုးထုံးနေမြမြဝဲလာတာပေါ့စံပိုင်မင်းဘာမှမပူနဲ့ဒီမှာရှိနေတဲ့အုံးစံကျိုးကုံလာနဲ့နောက်ထပ်ကျိုးတစ်ထုံးနဲ့ဆက်ပြီးတော့ပေးမင်းထောင်ရအောင်ထင်းရဝင်းကပအတိုင်းအလေတက်တင်ရဌာပနာတိုက်ကိုရောက်အောင်သွားဖို့ပြီဌာပနာတိုက်ကိုရောက်ရင်မင်းအတွင်းထဲကနေကျိုးကိုဆွဲပြီးတော့အတိပေးလိုက်ပေါ့ကျိုးကို3ချိန်ဆက်တိုက်တုံပြီးတော့ဆွဲနိုင်မင်းဟိုထဲရောက်နေပြီဆိုတာငါတို့သိနိုင်တာပေါ့အဲ့ဒီခါကျမှငါတို့ကကျိုးကိုတိုင်းမင်းနောက်ကိုလိုက်လာခဲ့တောင်ညိုရဲ့ကျန်းစီမှာဟုတ်တရားရှိပြီဖိုးတက်တူကတော့ဘာမှဝင်မပြောဘဲဘေးရနေတာထိုင်ကြည့်နေကဲစံပါမင်းအတွင်းထဲကိုယူသွားဖို့ရေဘူးနဲ့အသားကြောက်တွေလွယ်အိတ်နဲ့ထင့်ဓမီကြီးကိုတော့ခေါင်းမှာချီတာကိုင်းစရာမလိုတော့မတော်တဆတခင်အောင်ကုန်သွားရင်သုံးလို့ရအောင်လှုပ်မိမိကျင်းနဲ့ဖျောင်းတိုင်နဲ့ထည့်ပေးလိုက်မယ်တောင်ညိုကအကွန်းစီအောင်ကြီးစင်ပေးနေစံပါမင်းထမင်းစားလိုက်တော့အဝစားတာပြီးရနေဝင်ရစံပိုင်ထမင်းစားနေချိန်မှာပန်းထွေးရဝဲလာတဲ့အုံးစံကျိုးများတထုံမီတထုံချီကစွန်လွတ်ဘိန်းမှာပဲရင့်နေတထုံကုန်သွားရင်နောက်တထုံရဲ့အစနဲ့ကျိုးချင်းချီကဘိန်းလုံးမှာဆက်ပြီးတော့ရက်ပတ်တယ်ထိုအချိန်မှာတောင်ညိုကပေါတူတလက်နဲ့လိုင်ကူအဝမှာတော့ကလောက်ကိုတအားလွဲချလိုက်ရအောင်တော့မှအလွဲတဲ့ကူပင်ကျွတ်ထွက်သွားလေစံပိုင်ထမင်းစားပြီးမှတော့ပန်းထွေးရအုံးစံကျိုးဆောင်စံပိုင်ရဲ့ခြေချင်းဝတ်မှာချီပေးလိုက်တယ်ပြေမကြအောင်တေချာချက်နေအောင်ချီဟိစံပိုင်မင်းဟာမင်းလေးကျိုးကိုစစ်ကြည့်အောင်အိမ်နောက်မှာတော့စွန်ဘိန်းလုံးကိုထိတ်မှအခွားပါတဲ့တစ်သားတိုင်နှစ်တိုင်ဆိုင်လို့ရွှေဘိန်းလုံးရဲ့လက်ကင်တစ်ဖက်ကိုတင်ထားလိုက်တယ်အတွင်းကလူကဆွဲယူသမျှရွှေဘိန်းကချိုးကသူ့လိုရော့ကပါသွားမှဖြစ်တယ်ရွှေဘိန်းကိုလူကင်စရာမလိုတော့ပါတောင်ညိုကသူ့စီစဉ်သူကျင်းနေတယ်ကဲစမ်းပါဝင်ကပါလန်းဆုံးကိုတက်နိုင်သမျှရှာပြီးတော့မင်းပါသွားတဲ့ရိတ်ခါကုန်းကောင်နီးလို့မှမတွေ့ရင်ပြန်ထွက်ခဲ့ကွာပြန်ထွက်တာလွဲပါရင်ကျိုးစာအတိုင်းထွက်လိုက်ရုံပဲကဲသွားပြီးတော့စမ်းပါအောင်မြင်ပါစေကွာတောင်ညိုစီအစမှာရှော့ရှူပင်ဖြစ်လာခဲ့စွန်ရပိန်ကစံပိုင်အတွင်းထဲကိုဝင်သွားတော့နေမြောင်တဖြည်းဖြည်းလဲပတ်လျက်ရှိစံပိုင်အတွင်းပိုင်းကိုပို့ပြီးရောက်သွားကြောင်းကိုရွှေပိန်ကကျိုးမြောင်ပြေးပြီးကျိုးတန်းကြီးများအထဲကိုလိုက်ပါသွားခြင်းကတတိပြလို့နေတောင်ညိုကသူ့စိတ်ကိုကြံစီတွင်ကျင်းနှလျက်ရှိပြီတစ်ချက်မှာကျိုးရပိန်ကဆက်မပြေပြီးအတန်ကြာရက်တက်နေတတ်တယ်ကျိုးချင်းတွေကိုကြည့်လို့အတွင်းကဝင်ကပါရင်းမှာကျုံနေရမယ့်အဖြစ်ကိုခံမှန်းနိုင်ပြီဝင်သွားရလမ်းပေါက်ပိတ်သွားရင်ပြန်ထွက်လာရပြီနောက်ထပ်အပေါက်တစ်ပေါက်ကိုထပ်ဝင်ရပြီဝင်ကပါသဘောကလမ်းကြောင်းများကိုရှော့တွင်းအောင်ပြုလုပ်ကပိတ်တန်ပိတ်၊ကွေ့တန်ကွေ့လမ်းလွဲတန်လမ်းလွဲလှုပ်ထားတယ်အဲဒါကြောင့်မေသွားတလောက်တော့ခရီးရောက်နိုင်မည်မဟုတ်ပါအပြင်ကလူများကျိုးချင်းတွေကိုကြည့်လို့ခံမှန်းနေတဲ့တိုင်းမှာအတွင်းကစံပိုင်ကလည်းဝင်ကပါအတွင်းထဲမှာတဝဲလေရှောက်လန်းလေးရရှိနေသူဝင်သွားရလမ်းတစ်လျှောက်မှာလင်းတို့များပြားကိုတွေ့ရတယ်လင်းတို့များသူ့မျက်နှာကိုတိုးဝင်ရိုက်ခတ်ကပြန်သန်းနေကြတယ်ပင်ကူအိမ်များကလည်းနေရာနဲ့မှပြည့်သိပ်ကြက်ခင်းနေသူကပါလာတဲ့တုတ်တွေနဲ့ပင်ကူအိမ်များရှင်းလင်းပြီးမိပင်ကူအိမ်များမှာတစ်ခုပေါ်တစ်ခုထပ်ကောင်ကြက်ခဲကြီးဖြစ်လို့နေတယ်လိုင်ကအတွင်းပိုင်းကိုတစ်ချက်ထပြန်ပြေးသွားတဲ့လင်းတို့တန်များကြောင့်သာအတန်ကိုကြားရပြီးမှောင်မဲတာနဲ့အများတိတ်ဆိတ်လို့နေတိတ်ဆိတ်ငြိမ်သက်ရမှလေလှိုင်တန်ပေါက်ပြီးတော့တိတ်ဆိတ်နေခြင်းဖြစ်တယ်ဝေါ်ဆိုကတန်ရှိဆွဲမြည်တံမျိုးကိုအဆက်မပြတ်ကြားနေရတယ်ရှေးခွက်ကိုနှရွက်နှောင်ကပ်ပြီးပိတ်ထိုင်ကြားရတဲ့အတန်မျိုးဖြစ်လေစံပိုင်ရချင်းမြောင်းနဲ့အုံယိုလန်အတိုင်းရှောက်လာလိုက်ရှေးမှာလမ်းပိတ်နေရင်ပြန်ထွက်လိုက်နောက်တစ်ပေါက်ကိုစံတဝါရှောက်ဝင်လိုက်အချိန်တော်ကြာသွားမိမှထိုလမ်းကြောင်းပိတ်နေပြန်ရင်စိတ်ပြက်လက်ပြက်နေပြန်လှည့်လာရင်နေရှိနေဝင်ကပါဆိုတဲ့အတိုင်းအကွေကအပိတ်ဆို့များလာကြည်လားလဲပဲနေရတာနဲ့ခရီးအကွာဝေးတိတ်ရောက်သေးဟန်မတူ
သူရဲ့ညာဘက်ခြေချင်းဝက်မှာပတ်ထားတဲ့အုံစံကျိုးကတော့သူ့သွားရလမ်းကြောင်းအတိုင်းလိုက်ပါလျက်ရှိနေအတန်ကြာတဲ့အခါစမ်းပိုင်းကရွေထဲကရေဦးကိုထုတ်ပြီးတော့တောက်လိုက်တယ်တောက်ချင်တိုင်းတောက်လို့မရသေးဝင်းကမာရင်းမှာဘလောက်ကြာကြာနေရအောင်မယ်မသိအချိန်နေမဟန်ရင်ပြန်ထွက်ခဲ့ဆိုတော့လေအပြန်လန်းကိုရုတ်တရက်ရှာတွေ့ချင်မှတွေ့နေပြီပြီးတော့အပေါ့အပါစွန့်ဖို့ကလည်းဖះပရဝင်နေဖြစ်နေလို့ဒီထဲမှာမစွန့်ရဲပါစံမိုင်ကရေကိုအားစုယုံတောင်ချိုးချန်တောက်လိုက်တယ်အထက်နဲ့အောက်မှာလည်းအင်္ဂလိပ်များပိတ်ထားတယ်ဝင်းကပါလမ်းတွေကလည်းလူတကူဆောင်ဝင်းယုံနဲ့ဘေးနှစ်ဖက်မှာအုံများကာရန်ထားတယ်ရှေးဆက်သွားကျင်တိုင်းနဲ့သွားလို့မရအပိဆိုကာရန်တားစီများကရှိနေသည်ရှောက်ပြီးသားမီဟာပြန်ရောက်နေသလားသွားပြီးသားလမ်းကြောင်းကိုပြန်မေးရှောင်းမိသလားအဝင်လမ်းမဟုတ်ပေအထွက်လမ်းကိုဥတီမိလေသလားဘာမှမသိရပါပဲဥတီဟာရှောက်သွားနေရကြာတော့စိတ်ချင်းကြက်လိုက်ထိုးစဉ်စံပိုင်းရဲ့ခြေထောက်စီမှာကျိုးဟာတင်းကနေဖြစ်သွားစံပိုင်းကခေါင်းငုတ်ကတမီးအောင်နေကြည့်လိုက်တယ်ကျိုးဟာနေရင်အကွိမှာပဲဆက်ပြီးလိုက်ပါမလားပဲတင်းခံနေခြင်းဖြစ်တယ်စံပိုင်းကခြေထောက်ကိုစောင့်ကကျိုးကိုဆွဲယူလိုက်တယ်ကျိုးဟာချက်ချင်းပဲရောသွားလေစံပိုင်းရင်ထဲမှာထိတ်ကနေဖြစ်သွားတယ်ကျိုးများပြတ်သွားသေးလားဒေချာစီဖို့စံပိုင်းရဲ့ကျမ်းပြင်ပေါ်မှာထိုင်ကြကကျိုးဆောင်ကိုစစ်ကြည့်လိုက်တယ်ကျိုးစားတော့ရှင်လျန်းစွာပဲသူလာခဲ့ရလမ်းတစ်လျှောက်မှာမြင်နေရသည်စံပိုင်းကကျိုးစားကိုလက်နဲ့ဆွဲယူကြည့်လိုက်တယ်ထိုအခါကျိုးရည်တစ်ဖက်အစအထိကိုဆယ်ပေအရှိလောက်သာရှိတော့ကကျိုးစားပြတ်တောက်နေတာကိုတွေးလိုက်ရတော့တယ်ဝင်းကပါလမ်းတစ်လျှောက်နေရံမြောက်ပြတ်တန်းလာခဲ့ရကျိုးစားကလည်းအုတ်နေရန်ရိမ့်ဆောင်နဲ့ပိုးတိုင်းမိပြီးကြာတော့ပြတ်တော့သွားခြင်းဖြစ်ပါတယ်စံပိုင်းကကျိုးစားပြတ်ကိုတွေးလို့တွေးညာနောက်ကျောင်းပြန်လို့လိုက်ကြည့်သည်အုတ်တိုင်းအကွေတစ်ခုထိသာတွေးလိုက်ရတယ်ကျိုးစားကဘဲချင်းကလေးကပြက်နေတယ်မသိတစ်ဖက်ကျိုးစားကိုမတွေ့ရတော့ပါအပြင်မှာညနေဆောင်သွားပြီပန်းထွေးအောင်ဘိန်လုံးတစ်ပြေးပြေးလဲဘက်ကကျိုးစားကိုလှိုင်းကိုတွင်ဆွဲယူသွားတာကိုထိုင်းကြည့်နေတယ်ခဏကြာမှအပေါ်သွားကျင်လာတာကြောင့်စေဒီပြက်နေခန်းလန်းလန်းတိုးဆက်မှာအပေါ်သွားလိုက်တယ်ထိုအချိန်ဖိုးတက်တူနဲ့တောင်ညိုကပါလာတဲ့ဒါလည်းဘက်ဆောက်ကိုဝါလုံးမြောင်းနေထောက်ကတဲတစ်ခုပြုတ်လုံနေညပိုင်းသူတို့အိဆန်နာကိုဖို့ဖြစ်ပြီးပန်းထွေးပြန်ရောက်လာတော့စွန်ရစ်ဘိန်းမှာငြိမ်သက်နေတာကိုတွေ့ရတယ်ကျိုးစားရွှေဆက်ပြေးမသွားပဲဘိန်းလုံးမှာရက်တက်လို့နေအတွင်းထဲမှာအစံပိုင်ထိုင်နေလို့လားဒါမှမဟုတ်နောက်ကြောင်ပြန်လဲလာလို့တွေးနေမိတော်တော်ကြာဘိန်းလုံးမလဲပဲရက်နေတဲ့အခါပန်းထွေးကမတင်ကားတော့ပဲအုံစံကျိုးဆောင်ဆွဲကြည့်အုံစံကျိုးဆောင်သူ့လက်ထဲမှာအလွယ်တကူပါလာတယ်ပန်းထွေးကလက်ထဲမှာပါလာတဲ့ကျိုးဆောင်ဆက်လို့ဆွဲယူနေဆွဲလို့တော်တော်နဲ့မကုန်နိုင်တဲ့အခါရှေ့ဘိန်းနဲ့တပါးရဲ့ရစ်ယူလိုက်တယ်ခဏကြာမှတော့တစ်ဖက်ကကျိုးဆောင်ကုန်းသွားလေထိုအခါပန်းထွေးကကိုတောင်ညိုအလန့်တကြားနဲ့ခေါ်လိုက်လေတယ်ကိုကြီးတောင်ညိုလာပါဦးဗျဒီမှာကျိုးပြတ်သွားပြီတောင်ညိုနဲ့ဘိုးတက်တူတပြိုင်နဲ့ပြေးလာကြတယ်ဘလို့ဖြစ်တာလဲကျိုးစားမရွေ့လို့ကျွန်တော်ဆွဲကြည့်တာအကိုကြီးအားလုံးကျွန်တော်လက်ထဲပါလာတယ်ဟိုကောင်ချက်တော့ကကျိုးပြတ်သွားပြီထင်တယ်မင်းကဘာလို့ကောင်းအောင်ဆွဲရတာလဲကွကျိုးပြတ်တယ်ထင်ရင်ငါ့ကိုလှမ်းခေါ်ပါလားဒီပုံတိုင်းဆိုရင်ဟိုကောင်အနောက်ကိုဘယ်လိုလိုက်ရတော့မှာတော့တောင်ညိုကပန်းထွေးကိုပြပြနေစေးဆိုပြောလိုက်တယ်ကျွန်တော်လည်းအဲ့ဒီလိုမထင်ဘာမှမထင်ပါလားကွတောင်ညိုကကူပေါင်းဝစီကိုပြေးသွားကအတွင်းကိုပဲအော်ဟစ်ခေါ်ကြည့်တယ်စမ်းပိုင်းငါခေါ်တာကြားလားအတွင်းရောမြည်တီးတုံးပြန်တမ်းမှမကြားရပါကွာမင်းလို့ပုံမဟုတ်သေးပါဘူးပန်းထွေးရကျိုးပြတ်တဲ့ထင်ဒီအတိုင်းထားကျိုးအတိုင်းငါတို့လိုက်သွားတော့စမ်းပိုင်းအလွယ်တကူရှာနိုင်တာပေါ့အခုတော့တိတ်လည်းမစိုးရိမ်မနေမောင်းတောင်ညိုရင်မောင်းလူမှာဓာမိပါသားပြီဝင်သွားတဲ့လမ်းသူ့ချီရကြမ်းမှာပါအောက်ချီမှာဖုန်နေတော်နေဟာသူလည်းဒီလောက်မအားလောက်ပါဘူးဓာမီနဲ့ထိုးကြည့်ပြီးသူ့ချီရအတိုင်းပြန်ထွက်လို့ရပါတယ်မင်းတို့လည်းချီရကိုကြည့်လိုက်လို့ရတာပဲဟာဘုဒ္ဓတူကပြေးကြောင်းဝင်ပြောလိုက်တယ်ပြောလိုက်ရပြီမင်းသူလည်းစံပိုင်းအတွက်ကိုစိုးရိမ်နေလေစံပိုင်းကချက်တော့ကကျိုးပြတ်သွားပြီမင်းမထူးတော့နေတူဆက်ပြီးတော့ဝင်ခဲ့လေသူရောက်နေတဲ့အတွင်းကိုတော်တော်ခရီးပေါက်လာပြီလို့လည်းထင်မိတယ်။သွားနေရတဲ့ခီးကတော့ပိုထူးမလားပါ။ဒါကလည်းစမ်းတော့မစမ်းပါ။အပေါ်အောက်နဲ့လေးပတ်လေးလံတန်းပိတ်နေတဲ့ဝင်းကပါလန်းကဘယ်နေရာရောက်တူညီတဲ့အနေအထားမျိုးသာဖြစ်တယ်။ပိုထူးလာတာဆိုလို့အသက်ရှူရကြက်လာတာပဲရှိ။အပြင်မှာဘဲချင်းရှိလောက်မှာပါလေ။သူတို့လူတိုင်းမှာတယောက်မှနိုင်မရှိတဲ့အတွက်နိုင်ပါမလာခဲ့ကြပါ။အတော်ကြာတဲ့အခါစံပိုင်းဆာလာမိုးသိမ့်လာတယ်။အမေကြောင့်ကိုရင်းနေနေမျိုးချဖို့စိတ်ကူးလိုက်တယ်။ရွှေတော့ဖို့စိတ်ကူးလိုက်ပါအပေါ်သွားကျင်လာတယ်။တနေ့လုံးအပေါ်မသွားရသေးတာမို့စီးကြောမှလည်းတင်းလို့နေပြီ
ဗုဒ္ဓဘာသာဝင်ဖြစ်လို့ဖျားရင်ပြင်းနေမှာအပေါ်ဆုံးဖို့ကိုကြောင်ရွံ့နေမိမတက်နိုင်တက်သမျှအောင်ထားဖို့ပဲရှိနေတယ်အိမ်ကျမ်းမြေမော်ကိုထိုင်ကြကအစာစားလိုက်တယ်အစာမစားမီပါလာတဲ့ဖျောင်းတိုင်ကိုထုတ်ကမိထွန်းထားလိုက်တယ်ခေါင်းပေါ်ကဓမီကလုတ်ကိုပေးထားလိုက်တယ်တခဲကုံသွားမှဆိုလို့ဖျောင်းတိုင်မီနဲ့တလိမ့်စီသုံးလိုက်ခြင်းဖြစ်တယ်အမေကြောင့်ဖုံးနဲ့ရေကိုမြုပ်ချပြီးမှစံပိုင်အိတ်ကျင်လာတယ်တန်းဝေလိုက်တယ်ဘယ်ချိန်ရှိပြီမှန်းလည်းမသိညာရောက်ပြီးထင်ပါရင်ညာရောက်လို့ငါအိတ်ကျင်တာဖြစ်မှာပါလို့တွေးလိုက်တယ်တွေးရင်မှပဲအိတ်ငိုက်ကအိတ်ပြောသွားနေတော့တယ်အပြင်ကလူ၃ယောက်မှတော့ပါလာတဲ့စံကလေးကိုပဲဝဘိုးဝါရွာခုံလို့ဝဘိုးဝါအစ်စ်တွေမှာရင်းနဲ့ရောထဲကချက်စားလိုက်တယ်သူတို့လည်းအမဲကြောက်ဖုံးနဲ့ထမင်းအဝစားလိုက်ရလို့မျက်လုံးမြောင်မေးစင်လာကြတယ်အဖကျုပ်တို့ဘာဆက်လုပ်ကြမလဲဟိုကောင်စီကလည်းဘာအသံမှမကြားရအောင်ပြန်လဲထွက်မလားတောင်ညိုဘိုးတက်တူထံကနေအကြံတောင်းတလို့မေးလိုက်တယ်မနေ့ကမှအထက်ကိုဝင်းကြီးကြတာပေါ့ကွာဒီတညနေတော့မင်းကောင်မသိနိုင်ပါဘူးမိရအစားအသောက်ရောပါသွားတာပဲဒီလိုနေပြီစိတ်ကြလက်ကြအိတ်ဆက်လိုက်ကြပါတော့တယ်စံပိုင်အိပ်ပျော်ရွာကနိုးလာတော့ပေါင်းဝင်းကျင်တစ်ခုလုံးကမဲမောင်နေအိမ်မပြောခင်သူထွန်းထားတဲ့ဖျောင်းတိုင်လေးမှာမီးဆောင်ကုံလုံးငိမ့်သွားခြင်းဖြစ်တယ်မောင်ပိန်းနေတဲ့အမောင်နှင်းမှာတော့စံပိုင်အကြောက်စိတွေဝင်လာတယ်ခေါင်းပေါ်ကဓမီကလုတ်ကိုဆန်းပြီးတော့နှိပ်လိုက်တယ်ဓမီအောင်ကြောင့်သူရောက်နေတဲ့ဝင်ကဘာလန်းကျောင်းမှာလင်းသွားတယ်စံပိုင်ရတက်ပြင်းကိုချကောင်ထိုင်ရနေထားရလိုက်တယ်သူပါဆက်လို့ရမလဲစဉ်းစားတယ်အဝင်ဝါကိုရှာပြီးတော့ပြန်ထွက်ရမလားရှေးဆက်သွားရမလားတကယ်တော့သူရောက်နေတဲ့နေရာမှာမြည်တီးပေါက်ကဦးတည်နေမှမသိနိုင်တော့ပါခြေဦးတရန်လျှောက်သွားခြင်းကထွက်ပေါက်ကိုလည်းရောက်ချင်ရင်ရောက်ပြီဒါပနာတိုက်အထိလည်းရောက်ချင်ရင်ရောက်ပြီဘယ်မှမရောက်ပဲဝင်ကွာရင်းမှာပဲတဝဲလေလေလေးဖြစ်နေလိမ့်မယ်ဘာပဲဖြစ်ဖြစ်ဒီတိုင်းထိုင်နေလို့တော့မဖြစ်ဆက်ရှောင်ရပြီမယ်သူမှစားစီကရွှေနဲ့အနှင်းငယ်ကျန်နေတာကံကောင်းလို့ပဲလို့မှတ်လိုက်တယ်စံပိုင်ကခြေထောက်ကကျိုးဆောင်လေးကိုစမ်းကြည့်တော့တပြင်းချရင်ထားရလိုက်တယ်ဦးတီထားပြီးတဲ့ဘက်ကိုပင်သူဆန်းရှောင်းလိုက်တယ်အမောင်လူရင်းမောင်ပဲသူ့ဦးကောင်အတက်ကတမီးရောင်လေးကလေးဘက်လေးလန်ကျင်းကျစွာပိတ်နေတဲ့ဝင်းကဘာလမ်းတစ်လျှောက်ကိုလမ်းပြလို့နေအနှင်းငယ်ဆန်းရှောင်းသွားလိုက်ရရွှေမောင်နေရန်ကအပိတ်ဖြစ်နေစံပိုင်ကတောက်တချံခောက်ကနောက်ကျောင်းကိုပြန်လဲလိုက်တယ်လမ်းကြောင်းများစုံတဲ့နေရာမှာနေရာ၃ဘက်ကိုရှောက်သွားနိုင်တဲ့အပေါက်များအောင်တွေးလိုက်ရတယ်ဘယ်အပေါက်ကိုတွားရမှန်းစံပိုင်မသိဘဲနဲ့ရက်နေမိတော့အဲဒီနောက်ဖြစ်ချင်အောင်ဖြစ်သဘောထားကောင်ဘဲဘက်ကိုဦးတည်နေတဲ့အပေါက်ကိုရှောက်သွားလိုက်တယ်။ဖျားရင်ပြင်းနဲ့ဝင်ရတော်မူစံပိုက်မှာဖနှက်မပါ။ဒါပေမဲ့လှိုင်ကောင်းလေးမှာခြေဘဝတက်တက်တာနဲ့ရှောင်းလန်းနေတဲ့အတန်မှာလှိုင်တန်ပေါက်ပြီးတော့ဟင်းထွက်နေ။လမ်းကျောအတိုင်းဆယ်ပေခန့်ရှောက်ပြီးမှတော့အရှိမလမ်းတွေနှစ်ပြားထွက်သွားပြန်တယ်။စံပိုင်ကရက်ပြီးတော့စဉ်းစားရပြန်တယ်။ထိုအခါမှာပြီးစံပိုင်ရဲ့နှလုံးသားဆွဲဆိုးလိုက်တယ်လို့ထိတ်လန့်စရာကောင်းတဲ့အတန်ကိုပီပီသားသားကြားလိုက်ရတယ်။ဒီထဲကိုဝင်လာတာဘသူလဲကွာပြီးအောင်ကြားလိုက်ရတဲ့တန်ကြီးမှာသူနာကြားလွှဲခြင်းထင်အောင်ထင်မှဖြစ်ခြင်းမဟုတ်နိုင်ပါဒီထဲကိုဝင်လာတာတဲ့မေးပုံကအတွင်းထဲမှာရှိနေတဲ့လူကမေးလိုက်တဲ့ဒီမေးခွန်းမျိုးဖြစ်နေဒါဆိုရင်လှိုင်ငူရင်းမှာစံပိုင်းတဲ့အရင်ရောက်နေတဲ့သူရှိလို့ပေါ့ဟေ့အထဲကိုဝင်လာတာဘဲသူလဲလာခဲ့ဒီဘက်ကိုလာခဲ့အတန်အတက်မှန်ထွက်လာပြန်တယ်ကိုတောင်ညူလားတန်းတွေးလားစံပိုင်းအောင်မေးလိုက်တယ်မေးတာမေးလိုက်ရပြီမင်းတောင်ညို့အတန်နဲ့ပန်းထွေးအတန်မဟုတ်တောင်ကိုသူသိတောင်ညိုနဲ့ပန်းထွေးရလဲလှိုင်ကူရဲ့နှဆိုင်တဲ့နေရာကိုရောက်နေစရာအကြောင်းမရှိသူတို့အပြင်မှာစောင့်နေခဲ့ကြတာပဲအေးဘာကွငါမာတင်ကွမင်းဘသူလဲဒီထဲကိုဝင်လာလာခဲ့ဒီဘက်ကိုလာခဲ့အတန်မှာညာဘက်လမ်းကျော်တွေကထွက်ပေါ်လာခြင်းဖြစ်တယ်စံပိုင်ကအံ့ဩစိတ်ကြောက်စိတ်နေပြီညာဘက်လမ်းကျော်ကိုကျိုးလိုက်တယ်ကောင်းကဓမီရောင်နဲ့လမ်းချင်းချင်းလေးတွေကဖြူဖြူအရာတစ်ခုကိုမြင်လိုက်ရတယ်။စံပိုင်ကခေါင်းကိုငိမ့်ထားကောင်ထိုအရာကိုမီးနဲ့တက်အောင်ထိုးပြီးကြည့်လိုက်တယ်။အော်မလေးဗျ။စံပိုင်ရဲ့ထိတ်လန့်တဲ့ကြောင့်အော်ဟစ်တန်ကရင်ကောင်းထဲကနေထွက်လာတယ်။အယိုးစုတစ်ခုအသားမြင်တစ်ခုမှမကြံတော့တဲ့အယိုးစုတစ်ခုဟာနေရန်ကိုကြောမီလျက်ပုံစံအတိုင်းထိုင်နေ။ကြည်ရသည်မှာထိုအယိုးစုဟာဝင်ကဘာလှိုင်ကူထဲဝင်လာပြီးမှပြန်လည်းမတွေ့လို့ထိုင်နေရတဲ့အတိုင်းအသက်ထွက်သွားတဲ့လူတစ်ယောက်ဖြစ်ပြီးမြင်။ဒါဖြင့်အခုနောက်ထွက်လာတဲ့စကားတန်ကဘယ်ရောက်လဲစံပိုင်ကအယိုးစုကြီးကိုကြောင်မီကြည့်နေစဲမှာပဲမင်းရောက်လာတော့အတော်ပဲငါနေရအောင်မင်းယူပြီးကြံရစ်ခဲ့ပြီတော့ငါကတော့ထွက်ခွင့်ရပြီစကားတန်နဲ့တူတူအယိုးစုကြီးဟာဝုန်းကနေထားရလိုက်တယ်အမလေးပြောင်စံပိုင်ကြောက်လက်တဲ့ကြောင်အောင်ကောင်လာလန်းကိုပဲပြန်ပြေးဖို့လှည့်လိုက်တယ်
စမ်းပိုင်ကောင်းမှတရေနဲ့ပတ်ထားတဲ့ဓမီဝက်က အုံနေရန်နဲ့တိုက်မိကမှန်းလေကွေးသွားတယ်။အတွင်းကမြည်သီးလေးရလေးပြုတ်ကျသွားလေ။လှန်ကိုတစ်ခုလုံးပိမ့်ပိတ်တဲ့အမောင်ကိုဖုံးလွှမ်းသွားတော့တယ်။စမ်းပိုင်ကလည်းကျမ်းပြင်ပေါ်ကိုလဲကျသွားတယ်။အောင်ထားတဲ့စီးမြောင်လည်းတလက်ဟောထွက်ကျသွားလေ။အယုစုကြီးရဲ့ခြေတံကိုကြားနေရတယ်။အယုစုကြီးကသူ့အနာကိုတက်ပြေးပြီးကန့်လာတော့စမ်းပိုင်ကတိရှိခန်းစားနေရတယ်။တွားမလာနဲ့တွားခမရဘာတူလဲတွားငါမင်းထက်ရင်ဒီတဲကိုရောက်နေတဲ့မာတင်လေကွာဟာမင်းရောက်လာတော့ငါလွတ်လပ်ပြီငါနေရာမှာမင်းနေခဲ့ပြီနော်ပေးမင်းပါတာတွေငါပေးငါလွတ်ပြီငါသွားတော့မယ်ဟာအယိုးစုရဲ့လက်အေးဆက်ဆက်ကြီးနဲ့သူ့ကိုလမ်းကန်လိုက်တော့စံပိုင်အောင်ဆူဆူဝဝအော်ဟင်ရင်တတိလစ်သွားနေတော့တယ်ဟာလွတ်ပြီကွာကျွတ်ပြီကွာငါနေအောင်အစားထိုးဖို့လူရောက်လာပြီငါလွတ်လပ်ပြီဟီဟာရှီမိုးတန်ကြီးကဝင်းကဘာလိုင်းကောင်းတစ်ချောင်းပဲတင်ထွက်သွားအောင်ဖုံးလွှမ်းသွားတော့တယ်မနက်မိုးစင်စင်လေးနောက်နဲ့တောင်ညူကဝင်းကဘာတွေကိုဝင်ဖို့ပြင်ဆင်နေစမ်းပိုင်လုံးကလည်းပဲသူ့ချက်တော်မှာအုံစံကြိုးကိုချီတယ်ပန်းထွေကိုစိတ်မချလို့သူ့ကိုယ်တိုင်ချီတယ်ဟဲ့ကောင်ကျိုးစားကိုပြန်မစွဲနေနော်အပါလဲကြည်ထားပေးပါအောင်ဗျာတောင်ညူကစိတ်မချစွာမှကြောင်းရင်ဘိုးတက်တူကိုပါတောင်းဝင်ပေးနေအေးပါကွာမင်းဝင်မှာတောင်းဝင်မှာအကြောင်းမလှရင်အထဲသိမ့်မရောက်ခင်ပြန်ထွက်ခဲ့နော်တိတ်အတင်မရဲပါနဲ့ငါလူရင်တောင်ညို့အပြင်စင်ကမနေရစံပိုင်ပုံစံအတိုင်းမှာကောင်းမသမီးကိုတရေပြားနဲ့ပတ်ကြည့်ထားတယ်စားစရာရေနဲ့ဖျောင်းတိုင်မိကျစ်ပါလွယ်အိတ်ကိုပဲဆလွယ်တိုင်းလျက်ဘိုးတက်တူကလိုင်ကောင်ပေါ်ဝါနာထိကိုလိုက်ပို့ပြီးတောင်ညို့အပေါက်ကဝင်ငယ်ပြူစိမ့်မှာအတွင်းကရေတံမြောက်ကိုကြားလိုက်ရခြင်းဖြစ်တယ်ဟင်ရေတံကြသလားအဖအေးငါလဲကြားတယ်ဒါစံပိုင်အတန်မဟုတ်ပါအထက်ရရေတံကအပြင်ဘက်ထိကိုပြန်ထွက်လာရပန်းထွေးအောင်လည်းအပေါဝါနာကိုရောက်လာတယ်ဟာဟီလွတ်ပြီးကျွတ်ပြီးအတန်းတပြေးပြေးနဲ့အပေါဝါနဲ့နီးလာတယ်တောင်ညိုမဝင်သေးပဲရက်နေမင်းတို့လူပြန်လာတာပဲကွာဒါပေမဲ့အတန်းသူ့အတန်းမဟုတ်ဘူးအဖိုင်သူတို့ပြောနေစမှာပဲရှီတန်နဲ့တဆက်ဆက်ရှောက်လာတဲ့ခြေတန်းကအပေါဝါကိုရောက်လာတယ်အတွင်းထဲကထွက်လာတဲ့အရာကို300စလုံးကမြင်လိုက်ရတော့အံ့ဩသွားကြတယ်စံပါကောင်းထက်မှာတမီးအိမ်မှာကွဲနေခြေထောက်မှာလေအုံးစံကျူကတန်းလန်းပါလာတယ်ဟာဟီစံပိုင်ဘာလို့ရီးလာပါလဲဟဲ့ကောင်မင်းဘာဖြစ်လာလဲတောင်ညိုကဟင်းရောင်ရင်လှမ်းမေးလိုက်မှစံပိုင်ကအယူရက်လိုက်တယ်ဒါပေမဲ့သူတို့ကိုပြန်ကြည့်လိုက်တဲ့စံပိုင်ရဲ့မျက်လုံးမြောက်ကြည့်လို့ကြက်သီးထသွားကြတယ်စံပိုင်မျက်လုံးများကမူမမှန်သူတို့ကိုတခါမှမတွေ့ဘူးသူလို့စိမ့်ကြည့်နေမျက်တောင်လည်းမခတ်ပါမင်းတို့ကဘသူတွေလဲစံပိုင်ကမေးလိုက်တယ်ဟဲ့ကောင်စံပိုင်ငါတို့လေကွာဘာစံပိုင်လဲငါစံပိုင်မဟုတ်ဘူးငါမာတင်ကွာဟာဒီတခါကျင်းလောင်စွာအော်ဟင်းလိုက်မိသူဟာဘိုးတက်တူဖြစ်နေတယ်ငါနေရာကိုလူလဲဖို့စောင့်နေတာအချိန်လေးဘလောက်တောင်ကြာသွားပြီလဲမသိဟိုကောင်ရောက်လာလို့ငါနေရာမှာသူ့ကိုထားခဲ့ပြီငါလွတ်လပ်ပြီစံပိုင်ကသူ့ဟာသူရေရွတ်တယ်လို့ပြောရင်ရှေ့တိုးလာရ3ယောက်သားအလန့်တကြားနဲ့ရှဲပေးလိုက်ကြတယ်စံပိုင်ရှောက်လာပုံကဒူးကိုမကွေးလက်ကိုမလွှဲပြီးစမ်းကြီးရှောက်လာလေရအလောင်းတကလန်ထာရှောက်ပုံမျိုးနဲ့တူနေတာကြောင့်ပါသူတို့ရှိကစံပိုင်ဖြတ်သွားတော့ကြက်သီးတွေထားသွားကြတယ်စံပိုင်ကလှန်ကူအဝကထွက်လိုက်တာနဲ့ခြေတလန်းပင်လမ်းရသည်မြေပေါ်အယုတ်ကျိုးပြက်လေးကျသွားတယ်တောင်ညိုနဲ့ပန်းထွေအောင်စံပိုင်ကိုမကရဲပဲကြမ်းကြည့်နေကြတယ်ဗိုလ်တပ်တူအားလေးကျသွားရင်စံပိုင်ကိုထုပေးဖို့ပြန်လိုက်တယ်အလိုလေးမျက်လုံးတွေကျိန်းဆက်လိုက်ပါပြီတော့ငါလှန်ကူတဲ့ကိုရောက်နေတာဘလောက်တောင်ကြာသွားပြီလဲအိုးအင်းတွေအားတွေလည်းမရှိတော့ပါလားအသက်ရှူရတာမောပါပြီးတော့ဟင်စံပိုင်တို့ကထွက်လာတဲ့ထူးဆန်းတဲ့စကားမြောင်တောင်ညို2ယောက်ကအံ့အားသင့်နေကြတယ်ရှိမီနားလေလိုက်သူဟာဘိုးတက်တူဖြစ်နေတယ်လှန်ကူတဲ့ကိုခမရဘလို့ရောက်နေတာလဲဘယ်တော့ရောက်နေတာလဲခမရဘသူလဲဘိုးတက်တူကမိကုန်းနေစက်တိုက်မေးချလိုက်တယ်စံပိုင်ကဘိုးတက်တူကိုချင်းနေစွာနေမောကြည့်ရင်မှငါစမ်းကြီးချောင်းရွာကမာတင်လေငါမှားတယ်ဖျားပစ္စည်းတွေယူဖို့ငါဝင်သွားတော့ပြန်ထွက်လို့မရတော့အခုမှလူစားရောက်လာလို့ခမရဦးမာတင်အမှန်ဆိုရင်ကျုပ်ကိုသိရမယ်ကျုပ်ဟာဦးမာတင်ရဲ့တားပြီဘာစံပိုင်ကဘိုးတက်တူကိုရီဝေးစွာနေကြည့်နေတာငါတာဟုတ်လားငါတာကလေးလေးပဲငါတာတက်တူကခလေးပဲရှိသေးတော့ဒါဖြင့်ခမရမိန်းမနာမည်ဘသူလဲခမရမိဘတွေဘသူလဲပြောပါငါမိန်းမလှဆုံးနေငါမိဘတွေဟာဦးကြပုံနဲ့တော့ချစ်မအဲ့ဒါဘာဖြစ်စ
စမ်းကြီးเจ้าရွာတကြီးနမေကောဟောဗျတကြီးကဘာဆန်လေကိုဘာဆန်ပြင်မပြရလေအဖေလန်ကူတဲ့ဝင်သွားတဲ့ကာလာကြာလာပြီဗျကျုံအသက်8နှစ်ကလေးဟာနှစ်ပေါင်း80တောင်ရှိပြီအဖေစမ်းကြီးเจ้าကလေဒီနောက်မှမရှိတော့ဘူးပြတ်သွားပြီဗျအဖေပြောတဲ့လူတွေတွေကကျုပ်တယောက်ပဲရှိတော့တယ်ကျုပ်ကအဖေသားတက်တူလေကျုပ်တောင်အသက်88နှစ်ရှိပြီဘိုးတက်တူကမျက်ရည်များကျဆင်းရင်စံပိုင်ကိုကြည့်ကပြောလို့နေနှစ်ပေါင်း80အလိုလေးကြာလာပါရောငါအသက်လေးကြီးလာပါရောအိုးငါတေးပြီငါအသက်ရှူလို့မရတော့ဘူးအိုထဲမှာငါအစာလူတယောက်ကြံခဲ့တယ်ငါကတော့လွတ်လပ်ပြီငါသွားပြီစံပိုင်ဟာပြောင်းရင်းနေပင်အသက်များတိုးဝင်သွားတယ်စံပိုင်ကိုကြည့်နေရင်မှမယုံနိုင်ဖွယ်ရာနဲ့ထလန်ကြောင်ရင်ဖွယ်ရာဖြစ်ရက်ကို၃ယောက်လုံးမြင်လိုက်ရတယ်စံပိုင်ရဲ့အသားရည်များမှာပျော်ရည်တွဲလာတယ်အကြော်များအယိုးများပေါ်လာတယ်အသားရည်များမင်းညစ်လာတယ်စံပိုင်ရဲ့မျက်လုံးတငယ်အိမ်ကအတွင်းကိုကျဝင်သွားတယ်စံပိုင်ရဲ့သွားများကျိုးထွန့်ကအပြင်ကိုတစ်ချောင်းချင်းပြုတ်ကျလာတယ်ဘာပြင်ကလည်းချက်ချင်းပင်ခြိုက်ဝင်သွားတယ်စံပိုင်ရဲ့သပင်များရုတ်တရက်ဖြူဖွေးသွားတယ်ဖြူဖွေးနေတဲ့သပင်များချက်ချင်းပင်အထွေးလိုက်ပြုတ်ကျကုန်တယ်စံပိုင်ကသူတို့မျက်စိရှိမှပြီးအလွန်ပင်အိုမင်းရွတ်တော့နေတယ်အဖိုးအိုကြီးအတွင်ကိုပေါက်သွားလေအဖိုးအိုကြီးစံပိုင်ကအသက်ကိုဖုံးလိုက်ရှုနေသူ့ရဲ့ကဏ္ဍကိုမှကြည့်နေရင်းနဲ့ရှုံးထွက်လာတယ်တဖြည်းဖြည်းတေကာနီမြောက်အိုကြီးတကောင်းနဲ့တူးလာတယ်နောက်ဆုံးမှာတော့စံပိုင်ရဲ့အသက်ရှူတမ်းမှာနေခွေသွားကအသက်ထွက်သွားလေတော့တယ်အကိုကြီးတောင်ညိုကျုပ်ကြောက်တယ်ဗျာသွားကြစို့ကျုပ်တို့ဒီနေရာကသွားကြပါစို့ပန်းတွင်းရအသားများတစ်ဆက်တုံးနေရမှာပြောလိုက်လေနေပါဦးကွဒီခန္ဓာကိုယ်ကမင်းတို့ရဲပေါ်ရဲပရဲ့ခန္ဓာကိုယ်ပါမင်းတို့သူ့ကိုတကြူပေးခဲ့ကြပါဘိုးတက်တူကအလောင်းကိုပိုက်ထားရမှာမော်စီရဲနဲ့ပြောလိုက်တယ်ဟုတ်ကဲ့ပါဗျကျွန်တော်တို့သူ့ကိုမြေမြုပ်လိုက်ပါမယ်တောင်ညိုကပြောလိုက်တယ်သူတို့ကစံပိုင်ရဲ့အလောင်းကိုရှိုးဆက်မှာတွင်းတူးကတိတ်ဆိတ်စွာပဲမြေမြုပ်လိုက်ကြတယ်အဖေကျုပ်တို့ဟိုးရှိကလေးကအဖေအတွက်စွန့်သူအမြတမ်းဝေပြီးပါပြီဗျာကျုပ်တို့အမြဝေတာကိုအဖေသားတို့မခေါ်နိုင်ခဲ့ပဲကိုကျုပ်အဖေအတွက်ကောင်းမှုကုသိုလ်တွေထပ်လုပ်ပေးပါဦးမယ်ဒါတို့ခေါ်လဲပါအဖေဖျားပစ္စည်းကိုမှောင်မမိလို့အဖေခံရတဲ့ဝိထုခတွေဒီညနေကြေးပါစေတော့ဗျာဘိုးတက်တူကကြေကွဲသောတန်ကြီးနဲ့မြေပုံရှိမှဒူးထောင်ရင်ရေရွတ်လိုက်တော့တယ်အဘရင်ဘလို့ရဖြစ်ကုန်တာလဲကျွန်တော်တော့နားမလည်နိုင်ဘူးရှင်းပြပါဦးအဘမင်းတို့ရှိမှဖြစ်သွားတာပဲကွယ်မျက်မြင်မဟုတ်လားမျက်မြင်မိထူးဆန်းလို့နားမလည်နိုင်တာပါအဘအေးစကလေးကဒီအလုပ်ကိုမလုပ်ပါနဲ့လို့အဘတားသားပဲအဘဖေကဖျားပစ္စည်းကိုတတ်မှတ်ခဲ့လို့လှိုင်ကူတွေကမထွက်နိုင်မေတီးခဲ့ရတယ်လေမင်းတို့ပြောခဲ့တယ်လေကြည်ရတာအဘရဲ့အဖေဦးမာတင်ကကူထဲမှာတီးပြီးကူထဲမှာပဲအဆောင်ပြန်ဖြစ်နေပုံရတယ်စံပိုင်ဝင်သွားမှအဖေကျွတ်လွတ်ပြီးစံပိုင်ကိုအစာထိုးခဲ့တာပဲဒါဖြင့်စံပိုင်ကကူထဲမှာတီးခဲ့ပြီပေါ့စံပိုင်ခန္ဓာကိုယ်ကြီးကဘာလို့အပြင်ဘက်ရောက်တဲ့အထိလမ်းလျှောက်ထွက်လာခဲ့တာလဲအဘရဲ့စံပိုင်အသက်ထွက်တဲ့ချိန်မှာအဆောင်ဖြစ်နေတဲ့ဦးမာတင်ဝိညာဉ်ဟာဝင်ပူးလိုက်တာဖြစ်မှာပေါ့အဘလည်းဒီလောက်ပဲတွေးလို့ရတယ်သူပြောသွားတဲ့စကားတွေကအမှန်တွေပဲလားအမှန်တွေပဲငါအမေနာမည်ငါအဖိုးအဖွားတွေနာမည်ရွာသူကြီးနာမည်အဆောင်အကုန်အမှန်တွေကြီးပဲကွာဒါကြောင့်လေစံပိုင်ကိုယ်ထဲမှာခဏဝင်ပူးခဲ့တာငါအဖေဦးမာတင်လို့ငါယုံကြည်လိုက်တာပဲဟုတ်ပါတယ်ဒီနာမည်တွေကိုစံပိုင်ကသိတာမှမဟုတ်တာစံပိုင်အနေနဲ့တော့ဒါတွေကိုဖေပြောတတ်ပါလိမန်နာပေါ့ကွေစံပိုင်လူတနေသာထားပါတို့ရအသက်50အရွယ်တွေတောင်ကို့အဖိုးအဖွားနာမည်တွေရှင်းတော့တကြီးနာမည်တွေတီးကြတော့တာမှမဟုတ်တာကြောက်စရာကောင်းလားကြီးလားအဖရင်အေးကြောက်စရာတိတ်ကောင်းနေတော်ပါတော့မင်းတို့ကျန်စီကိုရက်တန်းရက်လိုက်ကြပါတော့မောင်တို့ဟုတ်ကဲ့ပါအဖရင်တော်ပါပြီကျွန်တော်တို့လည်းပြန်ကြပါစို့ဗျာ၃ယောက်သားစီဒီပြက်နဲ့မြေပုံကိုကြောခိုင်းကထွက်လာခဲ့ကြတော့တယ်ရိုးပြက်ပေါ်ရောက်လာတော့တောင်ညူကအဘဟောဟိုကမြင်နေရတဲ့တာရုပ်ကိုကြော်ရင်မြို့ပြန်နဲ့လမ်းမဟုတ်လားဟုတ်တယ်မောင်ရင်ဒါဖြင့်ကျွန်တော်တို့ဒီကနေပဲဖြတ်ပြန်တော့မယ်အဘတို့ရွာဘက်ကိုမလိုက်တော့အေးလမ်းတင်သားပဲပြန်ကြလေကွင်ဩအဘအတွက်တောင်ညူကလွယ်သေးကိုလမ်းနိုင်လိုက်ရငါးချက်တန်တရွက်ကပါလာတယ်ဒါလောက်ပဲတက်နိုင်တာခွင့်လို့ပါအဖကျွန်တော်တို့လုပ်ငန်းလေးမအောင်မြင်တော့တော်ပါကွင်ငါလည်းယူခြင်းစိတ်မရှိတော့ပါမ
မပေးပါနဲ့မင်းတို့လည်းနောက်ဒီအလုပ်မျိုးမလုပ်တော့ဘူးမြစ်တာရက်ခံခြင်းနေစိတ်ကြပါအဖကျွန်တော်တို့လည်းကြောက်သွားပါပြီစင်ရဲလွန်းလွန်းကြံစီမိတာပါအဖရင်ကျွန်တော်တို့အဖကိုကတော့ခဲ့ပါတယ်ဘိုးတက်တူကတောင်ရိုးပေါ်ကိုရိပ်ရင်တောင်မျိုးရင်းရောက်ထွက်ခွာသွားတာကိုမျက်စိတဆုံကြည့်နေမိသူတို့ရဲ့အတွေ့အကြုံတွေကိုလေတတိတဝေကရလျက်ရှိတယ်။အော်လာတော့ကတော့3ယောက်ပြန်တော့2ယောက်တည်းတယောက်ကတိုက်ဆောင်အဖြစ်ကြံရင်နေခဲ့ရပါကောလား။ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလံကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဆုံးဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။